姐မိုးရေမဟုတ်ဘဲနဲ့မြေရေဖြစ်တဲ့အတွက်အမတမဒီရေချဖို့ဆိုတာကြာအောင်ပါပါအဲ့တော့အစာပိုင်းလေးပဲတွားလူပြီးတော့နောက်မလီတော့လို့ရှိရင်လည်းပဲအခုအရာလေးတိုင်းနေတာကြီးမှအဖြစ်တဲ့လူတွေကြတော့သူတို့ကဘာကြီးစီဝါရေးကြတော့လေဒီကလောပီနန်ဒီနောက်ပါလို့ငါပြောတယ်အဲ့လိုလက်စားတွေဆိုတော့အဲ့ဒါတွေအကုန်လုံးကရှိတယ်မြုပ်နေတော့သူတို့မှဘာမှလည်းစီပါရေးရှာလို့မရတော့ပြပါအဲ့တော့ဒီအလူရှင်လာတာကိုပဲသူတို့မှစောင့်ပြီးတော့ကြည့်ရတယ်အလူရှင်တွေကလည်းအဲ့ဒီဘက်ကိုအမတမရောက်ပေါ်နေပါလေဟုတ်လားပါဒီတစ်ခါမှာတော့ဒီလေးမျက်နှာရှေ့ပြေးဒုက္ခတွေတွေကိုပေါ့နော်ကိုရင်လေးရှေ့ဦးဓမ္မကတွားဖြော်လှူတဲ့အပေါ်မှာပေါ့နော်တကယ်ကိုခက်ခဲတဲ့လူတွေရှိတယ်လူတို့အရောက်ပေါက်နေပြီးတော့နော်အလူရှင်တွေမရောက်တဲ့နေရာတွေလည်းများစွာကြံသေးတာမလို့ကိုရင်လေးကသူဒီအလူတစ်လျှောက်မှာပေါ့နော်တွေ့ရတဲ့အတွေ့အကြုံတွေနဲ့ဒီပေါ့နော်အဲ့ဒီဒေတာခံတွေပေါ့နော်ဘယ်လောက်ထိဘာတွေလိုအပ်နေလဲခက်ခဲနေလဲအလူငွေဘယ်လောက်လိုအပ်နေသေးလဲဆိုတာကိုရင်လေးကဒါရှင်းပြပြီးတော့နောက်တစ်ခါသွားရင်ဆိုရင်ပေါ့နော်သူနဲ့လိုက်လူဖို့ဆော်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော် reaction လုပ်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင်ပါဒါမဲ့ဟိုလိုဘာလို့လိုအနမမင်္ဂလာပါကိုရင်ကတရားဝတီတန်းနေတာတရားဝတီတန်းနေတာဒီမှာရှိတဲ့ရေပေးနေနေတဲ့ဒီလူတွေကိုတွားရောက်ပြီးတော့ကိုရင်ကချင်းတရားဆရာတော်ကချင်းတရားကျန်တဲ့သူတွေကဝိုင်းဝန်းပြီးတော့လူကြတဲ့အတွက်300ကျော်လောက်ကိုတာပြီးတော့ကျန်ပေးပါတယ်။တော့အဲ့ဒီနေရာတွေကလူသူအရောက်ပေါက်နဲ့တလူတွားရတာလေအမတန်ခက်ခဲပါတယ်။အဲ့ဒီနေရာတွားဘူးတဲ့ကျွမ်းကျင်တဲ့ဒီမှာကလည်းအဲ့ဒီနေရာတွေကိုခုဘက်နော်မရောက်ဘူးတဲ့ရွာရောက်ပြီးတော့အဲ့ဒီရွာမှာတားရပြီးတော့တူရရတာဖြစ်ပါတယ်။ကိုနီကွာနဲ့သွားမယ်ဆိုရင်တော့လမ်းတော့အချားလို့ပြတ်သွားပြီးတော့ချက်သွားလို့ဆက်တက်သွားရမှာမတည်ဖြစ်တော့ကိုရင်တော့အဲ့ဒီသွားတော့အမကုန်းပေါ်တာကအမြင့်ပိုင်းနေပေါ့အဲ့ကနေပြီးတော့လေတက်စင်ထပ်ပြီးတော့စီတော့ကိုရင်တော့တောင်းတော့ပဲကြာမယ်လို့ထင်တာဒါပေမဲ့တနားကျော်လောက်ကြာတယ်ပေါ့အဲ့ဒီနေမှာတပြင်းလုံးဆိုရင်နေဆိုရင်ခေါင်းမိုးလေးပဲပေါ်နေတယ်တပြင်းလုံးရေတွေကြီးပဲအဲ့နဲ့တနားကျော်လောက်သွားပြီးတော့မှငါတို့ဆရာတော်တို့ကျောင်းရောက်သွားတယ်အဲ့ဒီမှာလေလူတွေကအိမ်ချေ400ကျော်လောက်ရှိတဲ့လူတွေကပေါ့လေတချို့တွေလည်းနောက်တဲ့ဆရာတော်ကျောင်းမှာလူတွေအများကြီးစုဝေးနေကြတာပေါ့အဲ့ဒီမှာကိုရင်တို့သွားရောက်ပြီးတော့စန်တာအိတ်စီဘူးတို့နောက်စားတို့ကျန်တော်နီတို့ဆေးတို့အပတ်ချန်ကြတော့တိုင်းနေတုံးတော့သွားရောက်ပြီးတော့လမ်းပါတယ်ကြီးကမိုးရေမဟုတ်ဘဲနဲ့မြေရေဖြစ်တဲ့အတွက်အမတမဒီရေချဖို့ဆိုတာကြာအောင်ပါပါအဲ့တော့အစာပိုင်းလေးပဲတွားလူပြီးတော့နောက်မလီတော့လို့ရှိရင်လည်းပဲအခုအရာလေးတိုင်းနေတာကြီးမှအဖြစ်တဲ့လူတွေကြတော့သူတို့ကဘာကြီးစီဝါရေးကြတော့လေဒီကလောပီနန်ဒီနောက်ပါလို့ငါပြောတယ်အဲ့လိုလက်စားတွေဆိုတော့အဲ့ဒါတွေအကုန်လုံးကရှိတယ်မြုပ်နေတော့သူတို့မှဘာမှလည်းစီပါရေးရှာလို့မရတော့ပြပါအဲ့တော့ဒီအလူရှင်လာတာကိုပဲသူတို့မှစောင့်ပြီးတော့ကြည့်ရတယ်အလူရှင်တွေကလည်းအဲ့ဒီဘက်ကိုအမတမရောက်ပေါ်နေပါလေအဲကြောင့်လူချင်းနဲ့ဆိုရင်လည်းပဲဆရာတော်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ကိုယ်လည်းနောက်ထပ်တစ်ခေါက်နှစ်ခေါက်သုံးခါလောက်နောက်ထပ်သွားပြီးတော့လူအောင်မှဖြစ်တဲ့အတွက်ကောင်းလိုက်တာမိတို့တန်တန်လောက်ငွေအားလူအားဝိုင်းပြီးတော့ဦးရန်ပေးကြပါလို့တိုက်တွန်းပါတယ်
အဲ့တော့ဦးဇင်းတို့ရေပေးသွားလူတဲ့ခါကျတော့ဦးဇင်းတို့ကြုံမြော်မြို့တခွင်တော်တော်များများတော့အနှိမ့်ပိုင်းရွာတွေတော့မြုပ်သွားပြီပေါ့နော်အဲ့တော့ရေပေးတဲ့ဦးဇင်းရွာသူရွာသားလေးတွေကိုအခက်အခဲလေးတွေမေးကြည့်တာပေါ့မေးကြည့်တဲ့ခါကျတော့တချို့စာသင်ကျောင်းတွေကလည်းမြုပ်သွားပြီတချို့နေရာများတော့စာသင်ကျောင်းတွေတော့မမြုပ်သေးဘူးကျောင်းသွားတတ်မဲ့ကလေးတွေဟာသူတို့ရွာတွေလည်းမြုပ်တယ်တချို့ကရွာမမြုပ်ပေမဲ့ကျောင်းကိုသွားမဲ့လမ်းတွေမှာအကုန်လုံးရေတွေမြုပ်နေတဲ့အတွက်ဦးဇင်းတို့ဒေသမှာအဲကျုံမျိုးတခွင်ပေါ့လေအနှိမ့်ပိုင်းအရက်ဒေသတွေမှာကျောင်းသူကျောင်းသားလေးတွေကျောင်းတက်လို့မရတော့နောက်တော့ကဦးဇင်းတို့အခုသွားလူတဲ့ဖေးစလောင်ညောင်လန်နက်ကန်ပရင်ဆောင်မြုပ်တဲ့အိမ်တွေလည်းမြုပ်နေမမြုပ်တဲ့အိမ်တွေကလည်းဘယ်လိုဖြစ်နေလဲဆိုတော့ရွာပတ်ပတ်လင်းမှာအကုန်လုံးရေပြင်းကြီးတွေဖြစ်သွားတာဖြစ်တဲ့အတွက်ကျမ်းမာရေးစေုံစေကသွားမယ်ဆိုတော့တော်တော်အခက်အခဲဖြစ်သွားပြီ။ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့အရက်ဒေသကကုန်းချောင်းနေနဲ့ပဲသွားခဲ့ရတာတရွာလုံးပေါင်းလို့တောင်ဆက်လက်တစည်းရမရှိဘူး။အခုကဖောင်လေးတွေနဲ့ပဲသွားနေရတယ်။အဲ့တော့ဆက်လက်တစည်းဝယ်မယ်ဆိုလဲအခုဖိုင်ဘာဆက်လက်တွေက350ဝန်းကျင်အနည်းဆုံးအဲ့လောက်ရှိတာဆိုတော့ကျမ်းမာရေးဘာညာတစုံတရာဖြစ်ရင်လည်းသွားရေးလာရေးတွေတော်တော်လေးကိုခက်ခဲသွားပြီပက်ပက်လည်းမှာအကုန်လုံးရေတွေဝိုင်းနေပြီနောက်တခါစားဖို့တောက်ဖို့ဝယ်ရေးချမ်းရေးတွေလည်းသွားရေးလာရေးတွေခက်ခဲသွားတာဖြစ်တဲ့အတွက်တော်တော်လေးခက်ခဲသွားပြီနောက်ပက်ပက်လည်းမှာရေတွေဝိုင်းနေတာဖြစ်တဲ့အတွက်ဆက်လေလည်းမရှိတာဖြစ်တဲ့အတွက်သွားရေးလာရေးလည်းခက်ခဲသွားပြီနောက်ကလောက်ကင်စားတော့ဖို့ကြပြန်လို့လေဦးဇင်းတို့အရက်ဒေသတွေမှာငပြောရီကလောရီနောက်စပါးရီတော်တော်များများစိုက်ခင်လေရီမြေရီအကုန်ချမ်းနေတော်တော်များများကရေတွေမြုပ်သွားကြပြီအဲ့တော့ကိုယ်အိမ်မှာပဲကိုဒီတိုင်းပဲနေနေရတယ်စိုက်ပြိုစားတော့စရာလဲလေရီချမ်းနေမရှိတော့နောက်ကဘာတွေထပ်ပြလာလဲဆိုတော့ဆက်သက်ရွေးတာဝါဒနေရလဲရေတွေမလွတ်တော့တချို့အခုနဆက်တဲ့ရွေးအော်ဒီယူတို့မိုင်းတဲတို့ MPD တချို့ຢာတွေဆက်လို့မရတော့အကုန်လုံးသူတို့အန်ဒီတွေလည်းရှိတာဖြစ်တဲ့အတွက်သူတို့သက်ဆိုင်ရာပုံကိုယ်တွေကနေပြီးတော့တချို့ဆက်တဲ့ရွေးတွေဖြုတ်သွားပြီဆက်တဲ့ရွေးတွေလည်းအားနေသွားပြီအဲ့တော့ဦးဇင်းတို့ပိုဆိုးတာကဒီရေဘေးကိုဦးဇင်းအခုအသက်40ကျော်ပြီဦးဇင်း8နှစ်သားလောက်တော့ကထိန်ကူကြာကျိုးတာတခါကြုံခဲ့ပူတယ်ကလေးဘွားကောင်းကောင်းမှတ်မိခဲ့တယ်အဲ့တော့ဦးဇင်းတို့အခုရေကြီးတာဒီမိုးရေကြီးတာမဟုတ်ဘူးတာကျိုးပြီးတော့မြည်ရေကြီးတာဖြစ်တဲ့အတွက်အဲ့တော့ဦးဇင်းတို့အတွေ့အကြုံရရှေ့လူကြီးတွေပြောဆိုရဆိုရင်ဦးဇင်းတို့ဒီရေကြီးတာဒီအနည်းဆုံး2လခန့်လောက်ကြာအောင်မှဖြစ်ပါတယ်ဟို2လတယ်နော်2လဆိုရင်ဒီလူတွေဘယ်လိုမျိုးလောက်ကင်စားတော့ကြမလဲပေါ့နော်မလိုဘူးပြချမ်းမာရေးလည်းရှိသေးတယ်နော်အဲ့ဒါဆိုဘယ်လိုသွားကြမလဲအခုဆက်တော်ကြီးကလည်းမကောင်းဘူးခြေဒီပိုင်းနဲ့ဆိုတော့ဒါမီးဒီပိုင်းရောရှားရလားမသိဘူးနော်အဲ့တော့အခုလောလောလဲဦးဇင်းတို့ဒေသမှာကျုံမြော်ဒေသမှာတော့ရေကြီးတာ15ရက်ခန့်လောက်ရှိသွားပြီအခု15ရက်တော့ဒုက္ခတွေကတော်တော်များနေပြီပညာရေးတွေရောကျမ်းမာရေးတွေရောသွားရေးလာရေးတွေရောစိုက်ပျိုးစားတော့ဖို့တွေလည်းနေချင်မိတွေအကုန်လုံးရေမြုပ်နေပြီအတော်လေးကိုအခက်အခဲဖြစ်သွားပြီအဲ့တော့နောက်ရက်တွေကြာလိုက်ဘလို့ဒီဒုက္ခတွေဖြစ်လာမယ်ဆိုတာဘလို့မှမှန်းဆလို့မရတော်တော်လေးအခက်အခဲကြက်တယ်ဖြစ်သွားပြီနောက်တော့online မှာ Facebook မှာဓမ္မမိတ်ဆွေများကိုပြောချင်တာကဦးဇင်းတို့အခုရေပိုးဖြစ်တာ1လခန့်လောက်ရှိသွားပြီအခုရေကိုဦးဇင်းတို့ကြုံမြော်ဒေသတွေကရေအခု14-5အတွင်းမှာရောက်လာတာဖြစ်ပါတယ်ပထမ14-5မှာကစတင်ဖြစ်တဲ့အရက်ဒေသတွေမှာရေပြေးဖြစ်ကာစားမှာမြန်မာတနိုင်ငံလုံးမှာရှိတဲ့ရန်ရှင်လူပြည်သူများကအိစရေပေးတဲ့အရက်ဒေသတွေကိုဝင်တိုင်းအားသွန်ခွန်ဆိုင်တွားရောက်လူဒန်းတာဖြစ်တဲ့အတွက်အခု50ရက်အတွင်းမှာရေမြုပ်တဲ့ကြုံမြော်ဒေသကြတော့ရေပေးလူဖို့အတွက်တွေဟာတော်တော်လေးကိုခြေကုန်လက်ပန်းကျတဲ့သဘောရှိတယ်လူသူရောက်တယ်လည်းတော်တော်နေပါသွားပြီဒါကြောင့်မို့ဦးဇင်းတို့ဒီကြုံမြော်ဒေသမှာယခုမှရေမြုပ်တဲ့အရက်ဒေသတွေမှာတော်တော်လေးကိုအခက်အခဲဖြစ်နေတယ်ဦးဇင်းတို့အခုသွားတဲ့အခုညောင်မင်းစိတ်အုပ်စုဇီယိုကြီးအုပ်စုပေါ့အဲ့ဒီအုပ်စုတွေဆိုရင်ဦးဇင်းတို့တောင်ကြီးကနေARVကျုံရန်ကုန်ကနေဦးဇင်းတို့ကားစီးသွားပြီးတော့တောင်ကြီးမှာဦးဇင်းတို့ကားထားပြီးတော့တောင်ကြီးကနေပြီးတော့ဦးဇင်းတို့အဲ့ဒီကျုံမြော်မြို့နယ်ညောင်မင်းစိတ်အုပ်စုဇီယိုကြီးအုပ်စုအဲ့နွားဦးတိုက်ဆရာတော်ကြီးရဲ့ကျောင်းနေရာဒေသကို
ဦးဇင်းတို့တနာကြီးခွဲလောက်ဆက်လီမောင်းသွားတယ်အဲ့ဒီဦးဇင်းတို့ဆက်လေစိတ်တွေမှာလည်းသွားလူတဲ့လူတွေတိတ်မတွေ့ဘူးဒေသခံရွာသူရွာသားတွေပဲသွားလာပဲတွေ့တယ်လူတဲ့တဲ့လူတွေတိတ်မတွေ့ဘူးဦးဇင်းတို့ဒေသခံတွေမေးကြည့်တဲ့အခါမှာလည်းဒီရက်ဒေသတွေကအခုမှရေတက်လာတာဖြစ်တဲ့တော့လာလူတဲ့လူတွေတိတ်မတွေ့ဘူးပေါ့နော်အရောက်ပေါက်လည်းနဲတယ်သွားရေးတိုင်းလည်းခက်ခဲတယ်လူချင်းနဲ့ဆိုတော့မှပဲဒေသခံလမ်းသိတဲ့လူတွေနဲ့ချိတ်ဆက်ပြီးလူမအဆင်ပြေမှာကိုနီကိုကနဲ့သွားဖို့ဆိုရင်အဆင်မပြေဘူးပေါ့နော်အဲ့တော့ဦးဇင်းတို့ရဲ့အခုကြုံမြော်ဒေသအခုညောင်မေစိတ်အုပ်စုအင်းပြအုပ်စုအင်းပါအုပ်စုစီယိုကြီးအုပ်စုဒီဘက်ကကြီးအိုင်အုပ်စုဟိုဘက်ကတန်လျက်စုံအုပ်စုပေါ့လေဦးဇင်းလက်မိတော့ခုနအုပ်စုရှစ်အုပ်စုလောက်ကအတော်လေးကိုဒုက္ခရောက်နေကြပြီအခုမှရုပ်တာဖြစ်တဲ့အတွက်လူမဲ့တက်မဲ့အလူရှင်များလည်းတော်တော်လေးအားနေသွားပြီဒါကြောင့်မို့ online မှာကြည့်ကြတဲ့ဦးဇင်းတို့နဲ့ကုသိုလ်ဆက်ပဒန်းဆက်ရှိတဲ့ပြည်တွင်းပြည်ပအလူရှင်များကိုလည်းဦးဇင်းနဲ့တူကိုရင်လေးမှာမေတ္တာရက်ခံဖိတ်မှန်တကာပြုပါတယ်ကိုယ်တိုင်ပါဝင်လူတန်းခြင်းလည်းရပါတယ်ကိုယ်တိုင်ပါဝင်မလူတန်းနိုင်လည်းအဝေးကနေပြီးတော့ KB တွေဘဏ်ကောက်တွေကနေပြီးတော့ပတ်စံများလည်းအလူငွေများလည်းလူတန်းလို့ရတယ်ပစ္စည်းများလည်းလူတန်းလို့ရပါတယ်အဲ့လိုလူတန်းခြင်းရင်ဦးဇင်းရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါတယ်ဖုန်းနံပါတ်လေးပြပါလိုက်ဆရာရဲ့ဖုန်းနံပါတ်ကတော့39 250 469ပဲဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ဒီရက်ဒေသတွေမှာရေဘေးတွေလည်းတင်တယ်စစရရလည်းအခက်အခဲဖြစ်သွားပြီနောက်တော့ရေဘေးကလည်း2လလောက်ထပ်ကြအောင်မှာဆိုတော့ဒီရက်ဒေသတွေတော်တော်လေးအတိဒုက္ခရောက်ကြအောင်မှာဒါကြောင့်မို့ဦးဇင်းတို့တွေဒုတိယအချိန်ဆက်ပြီးတော့သွားပြီးတော့လူတန်းပါအောင်မယ်အဲ့တော့အခုပထမအချိန်မှာကြံထားတဲ့လူငွေ350ခန့်နဲ့ဦးထပ်ပြီးတော့ကောက်ကန်လို့ရရှိတဲ့လူငွေတွေနဲ့ဦးဇင်းတို့အရေးပေးတဲ့အခက်အခဲဖြစ်တဲ့အရက်ဒေသတွေကိုဒုတိယအချိန်တွားရောက်ပြီးတော့လည်းလူတန်းအောင်မှာဖြစ်ပါတယ်အဲ့လိုတွားရောက်လူတန်းတဲ့နေရာမှာလည်းပြည်တွင်းပြည်ပကဦးဇင်းတို့နဲ့ကုသိုလ်ဆက်ပဒန်းဆက်ရှိတဲ့လူရှင်များကိုယ်တိုင်ပါဝင်လူတန်းခြင်းလည်းရပါတယ်အလူငွေများပေးရလူတန်းမျိုးလူလည်းရပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ပရိဒအသင်းဖွဲ့များဘာသာရေးကောင်းဆောင်ဆရာတော်တန်ဃာတော်များလည်းဖရာတပည့်တော်တို့နဲ့အတူလူတန်းခြင်းပါတယ်ဆိုရင်ဖရာတို့ရဲ့ဖုန်းနံပါတ်တွေကိုချိတ်ဆက်ပြီးတော့လူတန်းပေးလို့ရပါတယ်အဲ့ဒီဦးဇင်းတို့ကအခုကြုံမြော်ဒေသတခွင်ဟာအခုမှရေမြုပ်လာတာဖြစ်တဲ့အတွက်လူမဲ့တမ်းမဲ့သူတွေလည်းနေသွားပြီအရောက်ပေါက်လည်းနေတယ်သွားရေးလာရေးကလည်းလမ်းသိတဲ့လူမှသွားလို့အဆင်ပြေတယ်ဒါကြောင့်အတော်လေးကိုအခက်အခဲပြတ်သွားပါပြီဗျာဒါကြောင့်မို့မြန်မာနိုင်ငံမှာရှိတဲ့ပရိဒအသင်းဖွဲ့များဘာသာရေးကောင်းဆောင်ဆရာတော်တန်ဃာတော်များကလည်းအဲ့ဒီအခက်အခဲဖြစ်တဲ့ကြုံမြော်ဒေသကိုလူလန်းကျင်ပါတယ်ဆိုရင်ဘုရားတပည့်တော်တို့နဲ့ကိုရင်လေးတို့နဲ့ဆက်သွယ်ပြီးတော့လူလန်းနိုင်ပါတယ်ဗျာတပည့်တော်အဲ့ဒါကိုဒီဖေဘောကနေပြီးတော့လိုက်လွင်ပြီးတော့ပြောကြားခြင်းဖြစ်ပါတယ်ဘယ်လိုကလိုက်ပေါ်မှာလိုက်လွင်ပြီးတော့စကားပြောလေးပြောတာနေပါတယ်ဗျာအခုအပြည်သူအများဒုက္ခရောက်မဲ့အချိန်ကာလသည်နောက်2လခန့်လောက်ကြာအောင်မယ်အချိန်ဒီကာလကြာလာတဲ့အများဒုက္ခတွေပို့ပြီးတော့ကြီးထွားလာမှာဖြစ်တဲ့အတွက်ဒီလိုတို့ရဲ့အားနဲ့မတက်နိုင်သည်ဖြစ်တဲ့အတွက်ကြောင့်ပြည်သူပြည်ပါကနော်ရဟန်းရှင်လူပြည်သူများတို့ကိုဖရာတပည့်တော်တို့ကနေပြီးတော့လို့ဆိုတိုက်တွန်းရတာဖြစ်ပါတယ်ဒါကြောင့်မို့မိမိတို့တက်နိုင်တဲ့လောက်လူအားဖြစ်ဖြစ်ငွေအားဖြစ်ဖြစ်ပါဝင်လူရန်ကြဖို့ပြည်တွင်ပြည်ပမှာလူရှင်များကိုဘုံဘုံတို့ကနေပြီးတော့နော်မေတ္တာရက်ခံဖိမှန်တကားပြုပါတယ်ကိုယ်အနေနဲ့ပြောပါဦးအဲ့လိုပြည်ရင်ပြည်ပကတရားဓမ္မများပရိဒအသင်းဖွဲ့များဆရာတော်တန်ဃာတော်များလည်းတပည့်တော်တို့နဲ့အတူဒီတင်မြတ်ဝင်ပြီးတော့လူတန်းပေးကြပါလို့တပည့်တော်တိုက်တွန်းပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်တော့ပေါ့နော်ဒီကိုရင်လေးပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကြည့်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုအဲ့ဒီရှေးပေးတဲ့ပြည်သူတွေကပေါ့နော်နောက်2လခန့်လောက်ထိတောင်မှသူတို့မှာနော်ဒါစားစရာရှိမရှိတောက်စရာမရှိသွားစရာလာစရာလည်းဒီလမ်းမဆက်သွယ်ရေးလည်းမကောင်းအကုန်လုံးပေါ့နော်အလုပ်ကိုင်းတွေကလည်းမရှိဒုက္ခအတိဖြစ်နေကြတဲ့အတွက်ကြောင့်မလို့ဒါကိုရင်လေးကဒါလူတန်းပေးဖို့စောထားပဲဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့ပေါ့နော်တက်နိုင်တဲ့လောက်နေများမဆိုပေါ့နော်ဒီကိုရင်လေးပြောထားတဲ့ဖုန်းနံပါတ်ကိုတွားလူပေးထားဖို့ကျွန်တော်ကလည်းပေါ့နော်နှိုးဆော်ရင်းနဲ့ကျွန်တော်ရဲ့ reaction လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်